Do you wanna be a snowman จะနောက်တစ်ခုမင်းသားစားစောင့်ရင်တောင်မှသူကပြန်မလာဘူးMatemo. မတင်မို့သူကဖို့မိုးတော့လာနေတိုင်းပြန်လာမင်းသားစားသူပြန်လာလားမလာပါဘူးစောင့်ဘူးတယ်ပေါ့တချို့ရပြုံးကုန်ပြီအေးချမ်းဆန်တော့ကဝါရင်ပြီဆိုတော့နော်အသွေးကြုံလေးအများကြီးရှိပြီဆိုတော့သူကပြုံးနေပြီမလာပါဘူးဟုတ်တယ်မနာစားမစောင့်နဲ့ပေါ့နော်အစ်စ်ပဲရှာလိုက်တော့ပတ်စားခြင်းနဲ့ဘာလေးလဲထည့်ပြောရှင်းပါလေနည်းနည်းပပလေးထည့်ပြောလဲမဟုတ်လို့ရှိရင်အသွေးရလေ 근데 멍태 별에 အော် 선생님 멍 못 잘라이가. မဟုတ်ထည့်ပြောလိုက်တာလားစော့ကမင်းလည်းကြားလိုက်လားတင်းစားစာယွန်းစာခိကိုရတာနော်မကြားမိလိုက်အော်ကြားတင်းစားစာကြားကြီးရလေဘာကိုစီးရတော့ဆန္ဒကလောက်ဖို့ကြီးရဘာလေးကိုစီးရလေတော့ အဲတမင်ယူဖူးဖူးရထိုင်စီးရပေါ့ခွာပြီးလို့စီးတာစုတ်ကဟုတ်တယ်နဲ့စားအဲ့တော့ဒီမေးလိုက်တဲ့ကလေးလေအကုန်လုံးအဲ့လိုတွေပြောတမင်ယူစီးတာဟဲ့တမင်ယူခွာစီးရလားဆိုမဟုတ်ဘူးစေးတယ်တော်သေးတယ်လို့နဲ့စားမြင်းလို့မပြောလို့မြင်းလို့ပြောရင်အတိတ်ပဲအကြီးဟိုဘက်ရောက်သွားရင်နော်တော်သေးတယ်တမင်လို့ပဲပြောလို့မရှိလို့ဒီအဲ့တော့တော်ကီတွေကွယ်မနာစားတော်ကီတွေပေါ့နော်တော်ကီတွေထဲမှာလीညို့သွားတာသူ့ရဲ့တော်ကီမှာကျွေသွားတဲ့ဟာလေရှင့်ဟုတ်အဲ့လိုမျိုးလေဖြစ်ဘူးလားမင်းသားစာဖြစ်ဘူးတယ်နော်ဒီရုပ်တွေဖြစ်ဘူးတဲ့ရုပ်တွေပါဟုတ်ပြီအဲ့တော့စရတော့မင်းသားစာဟဲ့အဲ့တော့အဲ့ဒီပေါ့နော်အဲ့လိုမျိုးကွယ်သူ့ရဲ့ပြောတွေထဲမှာသူ့ရဲ့တော်ကီတွေထဲမှာကျွေသွားတယ်ပေါ့နော် online ကပဲပေါ့နော်သူ့တော်ကီလေးကြားပြီးကျွေသွားရင် DM တဲ့ Ochita fall in love ဖြစ်သွားတာစာလေးပို့ရုံနဲ့သူကကျူလိုက်တာအဲ့လိုစာလေးပို့တော့ခုမှလေအဲ့ဒါလေး falling in love ဖြစ်တာအဲ့ဒါကို DM တဲ့ Ochita ဆိုပြီးသုံးလို့ရပါတယ်ရှင်ဟဲ့အဲ့တော့ခရစ်စမတ်ဆန်တာကလောက်ကိုလေရှိဆန်တာကလောက်လို့ပြောတယ်လေနော်အဲ့ဒါကိုမှဂျပန်လိုလေးတွေဂျပန်မှုပြုတ်ပြီးပြောကြည့်အောင်ဘယ်လိုလေးဖြစ်မလဲဘယ်လိုဖြစ်မယ်လို့ထင်အောင်サンタクロスそうဟုတ်တယ်皆さんサンタクロスဆိုပြီးတော့ပြောပါလေရှင်私ချက်ပေါက်လေးမှာရေးပြထားပါတယ်ဆိုလည်းပြောပါတယ်အဲ့တော့အရန်ရှည်ရဆိုရင်စန်တာလို့လည်းသုံးပါတယ်စန်တာဆိုပြီးတော့လည်းသုံးပါတယ်ရှင်အဲ့တော့ဒါကဆန်တာကလောက်ကိုပြောတာဗောနော်ဟုတ်ပြီအဲ့တော့ဖိုးဖိုးကြီးကလေဘာကိုစီးရတော့ဆန်တာကလောက်ဖိုးဖိုးကြီးကဘာလေးကိုစီးရလေတော့အဲတမင်ယူဖူးဖူးရထိုင်စီးရပေါ့ခွာပြီးလို့စီးတာစုတ်ကဟုတ်တယ်နဲ့စားအဲ့တော့ဒီမေးလိုက်တဲ့ကလေးလေအကုန်လုံးအဲ့လိုတွေပြောတမင်ယူစီးတာဟဲ့တမင်ယူခွာစီးရလားဆိုမဟုတ်ဘူးစေးတယ်တော်သေးတယ်လို့နဲ့စားမြင်းလို့မပြောလို့မြင်းလို့ပြောရင်အတိတ်ပဲအကြီးဟိုဘက်ရောက်သွားရင်နော်တော်သေးတယ်တမင်လို့ပဲပြောလို့ဟုတ်ပြီနဲ့စားစွတ်ဖားလေးကိုစီးတာပါရှင်ဖိုးဖိုးလေးကဖိုးကြီးကဆန္ဒကတော့စွတ်ဖားလေးကိုစီးတာလေနော်အဲ့တော့စွတ်ဖားလေးကိုဂျပန်လိုဆိုဒီလို့ခေါ်ပါတယ်ဆိုဒီဆိုဒီလို့ခေါ်ပါရှင်အဲ့ဒါကစွတ်ဖားလေးကိုပြောတာပါခုနကမေးစာတမပြောတဲ့ဟာလေင်လေးလားဟုတ်တယ်တမင်လေးတွေပေါ့နော်ဆိုအခုမှတမင်နေနော်အဲ့တော့စွတ်ဖားလေးကိုတို့ကဆွဲတာအဲ့တော့လေအဲ့ဆန္ဒကလောက်ပူပူစီရဲ့စွတ်ဖားလေးကိုဆွဲတဲ့တမင်တွေကိုကြတော့တမင်နီလို့ခေါ်တာသူတို့ကိုဂျပန်လိုတိုနာခိုင်လို့ပြောပါတယ်ရှင်တိုနာခိုင်ပုံမှန်တမင်တွေကိုကြတော့ဒီရှိခလို့ပြောတယ်ပေါ့နော်ရှစ်ခဆိုပြီးတော့ပြောရဲဒါပေမဲ့လေဒီတမင်နီတွေပေါ့နော်ဒီဆန္ဒကလောက်ပိုလီသူစီးတဲ့လဲကိုပေါ့နော်စူပါလဲလေးကိုဆွဲတဲ့တမင်တွေကျတော့တိုနာခိုင်လို့ခေါ်ပါတယ်ရှင်จ้าဟုတ်ပြီအဲ့တော့လေ私ဒီမြန်မာနိုင်ငံကပေါ့နော်နှင်းကြတဲ့နေရာတိတ်မရှိတော့လေအဲ့လောက်ကြီးတတိမထားမိတာနိုင်ငံခြားမှာဆိုရှင်ခရစ်စမတ်ဆိုလို့ရှင်နှင်းနေကြတယ်ရေဟုတ်တယ်နော်အဲ့တော့ဘာလေးကိုလည်းပြင်းပြင်းလဲအဲ့လိုခရစ်စမတ်နှင်းနေကြပြီဆိုဘာလေးလောက်ကြအောင်သူတို့တွေ Do you wanna be a snowman じゃあဟုတ်တယ်ပေါ့နော်ခုန snowman ပေါ့နော်အဲ့ဒီနင်းလူသားလေးနင်းလူသားကိုရွှေဂျပန်လို့ပြောလို့ပြောဆို Yuki Daruma လို့ပြောပါတယ် Yuki Daruma じゃあနောက်တစ်ခုဈေးကြီးရင်တော့မှ iPhone ကိုဝယ်မယ်かくても高くても아, 코데모.
iPhone 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 ကို 買います ခိုင်းမတ်ဟုတ်ပါတယ်ဝယ်မယ်ပေါ့နော် iPhone ကိုခိုင်းမတ်ဈေးကြီးရင်တော့မှ iPhone ကိုဝယ်မယ်ဆိုတဲ့အဓိပ္ပာယ်じゃあနောက်တစ်ခု皆さんစောင့်ရင်တော့မှသူကပြန်မလာဘူး 待ても待ってもသူကဆိုတော့彼彼はပြန်လာတာကို私တို့帰りません戻りますလို့သုံးတယ်ပေါ့နော်ပြန်လာတယ်ဆိုရင်はい戻りますဆိုပြီးတော့သုံးပါတယ်ရှင်အဲ့တော့ပြန်မလာဘူးဆိုတော့戻りません戻りませんအဲ့တော့ plain form လေးပြောကြည့်အောင်ဘယ်လိုလေးပြောမလို့戻らないそう戻らないပြန်လာလားဗျာနာသူပြန်လာလားမလာပါဘူးစောင့်ဘူးတယ်ပေါ့တချို့ရပြုံးကုန်ပြီအေးချမ်းစာတော့ဝါရဲ့ပြီဆိုတော့နော်အသွေးကြုံလေးအများကြီးရှိပြီဆိုတော့သူကပြုံးနေပြီမလာပါဘူးဟုတ်တယ်မနာစာမဆောက်နဲ့ပေါ့နော်အစ်စ်ပဲရှာလိုက်တော့ဟုတ်ပြီနောက်တစ်ခုမနာစာဘာလဲဆိုတော့ဘာရှိလို့နောင်လေးနည်းနည်းတွေ့ကြည့်ရအောင်နော်ဘာတချို့အစင်ကိုလေးဂျပန်လိုဘယ်လိုလေးပြောရတော့イケメンအဆိုးイケメンပေါ့နော်အဲ့တော့イケメンဖြစ်ရင်တောင်မှအစင်ဖြစ်ရင်တောင်မှမတွဲဘူးမတွဲချင်ဘူးဘယ်လိုလေးပြောမတွဲချင်ဘူးイケメンでもイケメンだったでらもဖြစ်ရင်မဟုတ်イケメンでもအစင်ဆိုရင်တောင်မှイケメンでもでもမတွဲချင်ဘူးတွဲတာကိုတချို့ဘယ်လိုလေးသုံးတာတော့好き好き合いますနဲ့သုံးတယ်ပေါ့နော်好き合いますကတွဲတာそうအဲ့တော့မတွဲချင်ဘူး 好き合います好き合いませんမတွဲချင်တာလေ皆さんမတွဲချင်တာမရှိလို့လှုပ်ချင်နေဆိုရင်တိုက်ですနဲ့ပြောတယ်ဟုတ်はいအဲ့တော့好き合いたいです好き合いたいですပေါ့နော်အဲ့တော့မတွဲချင်ဘူးဆိုရင်好き合いはいじゃあ好き合いたくないたくないそう皆さんたくないですပေါ့နော်たくないです好き合いたくないですမတွဲချင်ဘူးတွဲချင်တယ်皆さんအစင်ဆိုရင်တွဲချင်တာイケメンもしイケメンだったら付き合いたいですか皆さん聞こえますかもしもしはいはいはい付き合いたいですかます付き合いますはいわかりましたじゃあヨンさんは付き合いたいですか付き合いたくない付き合いたくないですじゃあテンサーさんはいも私も好き合いたくない付き合いたくないじゃあエイジャーさんはもしイケメンだったら付き合いたいですか私も同じです。同じですが、バイロ。メイさんね、တူလာတာမဟုတ်ရင်ယောさんのねတူလာတာ先生မတွဲချင်ဘူးတော့မပြောလိုက်ဘူးတွဲချင်တယ်မေးစာတွဲချင်တယ်လို့ပြောတာနော်ဟုတ်တယ်နော် Yes 先生မတွဲချင်ဘူးလို့ပြောလိုက်တာみんな好き合いたくないですかどうしてイケメンならねめっちゃイケメンならလုံးဝအစင်ဆိုတာထက်ကွာ皆さんအစင်ကနည်းနည်းလေးဟိုပြောမလဲ皆さんတော့မဟုတ် brain wash ခံထားရတာအစင်ဆိုဘာနဲ့တော့လင်းနဲ့လင်းနဲ့အဲ့လိုမျိုးမဟုတ်ပဲလုံးဝအရင်ကြည့်ကောင်းလုံးဝဟန်ဆာမှုဖြစ်နေတဲ့အဲ့လိုမျိုးနဲ့ဆိုရင်မတွဲချင်そうですかはいစိတ်ကောင်းမှတွဲချင်တဲ့ဆက်စစ်はいわかりました性格は一番ですね一番大切なんですねはい性格のアチンザリだがディカはいわかりましたはいなるほど私でもリリじゃあめの皆さんホビじゃあ私に質問がありますもし皆さんが宝くじに当たったら何をしますかဘာပြောလိုက်တာလဲ私ဒီပေါလို့ရှိရင်ဘာလုပ်မလဲそう宝くじပေါ့နော်宝くじလို့ပြောပါတယ်ရှင်ဘာလေးလုံးမှာ皆さん私は世界中に旅行します世界中に旅行しますဟုတ်ပါပြီအဲ့တော့ကဘာတော့
ကဘာတပတ်ပတ်ပြီးတော့ခရီးကိုထွက်ပြစ်မယ်ဟဲ့じゃမင်းဆောင်ははい、私も同じです。あったら同じですかじゃあ天沢さんはい、私は、欲しいものを買います。欲しいものを買います宝くじに当たったらティパを決めするしじゃあそれだけですか天沢さん欲しいものを買うそれだけですかそしてあとはい、何をやりたいですか何をしたいですかうんはい、はい、わかりました。じゃあ、ヨンさんとメイさんは世界中に旅行します。それだけですかそして、あと何をしたいですかဘာလေးလုပ်ချင်သေးလဲ။မြန်မာလိုပဲပြောမယ်ဆိုလည်းရတယ်ပြောလိုက်။大丈夫です。はい、イチャンさん戻ったကဘာね。ပတ်ပြီးကဘာပတ်ပြီးတော့ပတ်စားချင်တယ်။ဘာလေးလဲ။ထည့်ပြောရှင်းပါလေနည်းနည်းပပလေးထည့်ပြောလဲမဟုတ်လို့ရှိရင်အသွေးရလေ။ တဲ့မုတ်ထည့်ပြောတယ်ဆက်ဆက်မုတ်မကြားလိုက်တာ မုတ်ထည့်ပြောလိုက်တာလား။ဆို့ကမင်းလည်းကြားလိုက်လား။တင်စားဆိုင်ယွန်းစာ聞こえたのမကြားမိလိုက်ကြားတင်စားဆိုင်ကြားလိုက်လားမဟုတ်ဆိုတော့ကြားလိုက်တယ်ယွန်းစာကိုကြားလိုက်လားကြားမိလိုက် မကြားမိလိုက်私လည်းမကြားမိလိုက်ကဘာပဲပြောပတ်စားချင်တယ်လို့ပဲကြားရတော့ဟဲဘာရုပ်ပတ်စားချင်တာလဲအတွေ့ရလဲလေ私တို့သိတဲ့အတိုင်းပဲအဲ့လိုလေးဆိုတော့ဟဲ့よかりましたဟဲ့အေးချမ်းစာမင်းပြတ်သွားလားနော်ဟဲ့မြို့ပြောနေပါလေရှင်ဟဲ့わかりますはい先生ဟုတ်ပါပြီဟဲ့โอเคရီနဲ့โอเคရီကျဆိုပါလိမ့်ရှင်အဲ့တော့私တို့အခုပေါ့နော်မိကိုလေးမေးနေတာပေါ့နော်ထိပေါက်ခဲ့လို့ရှိရင်ဘာလုပ်မှာလဲပေါ့ဒါခါရခချီနီအတတာရာအတာရီမဆိုတော့ကမှန်တာထိမှန်တာပေါ့နော်အဲ့တော့ထိပေါက်တယ်ဆိုရင်အတာရီမဆိုလို့တုံးပါတယ်အဲ့တော့မရှိပေါက်ခဲ့လင်းဆိုတော့တုံးတဲ့အတွက်ကြောင့်မလို့အတတာရာပေါ့နော်ဒါခါရခချီနီအတတာရာ何をしますかဘာလေးလုပ်ချင်လို့အချမ်းစာပြောပြပါဦးမြန်မာလိုလေးလေးရတယ်ထိပေါက်ရင်ဘာလေးလုပ်ချင်တာပေါင်ရင်လူအကြီးလုံးမယ်ဆင်စေ အလူလုံးမှာအလူကိုလို့ရှိခိဖုလို့ပြောပါတယ်ရှင်ခိဖုရှိတိုက်တယ်ဆိုတော့အလူလောက်ချင်တယ်ခိဖုအလူကိုပြောတာပါရှင်ဆို